သူ့ရဲ့မိထွေးဟာတကယ်တော့ကျွတ်မိတ်ဆာမကြီးဖြစ်နေမှန်းမင်းသားလေးသိသွားတဲ့အချိန်မှာပဲကျွတ်မိတ်ဆာမရဲ့မော်စွမ်းကြောင့်မင်းသားလေးဟာအယုတ်ကလေးတစ်ခုအဖြစ်ပြောင်းလဲခြင်းခံလိုက်ရပါတယ်နှစ်တော်ကြာပြီးတဲ့နောက်မှာတော့မင်းသားလေးဟာသူ့ရဲ့နေရဌာနီကိုပြန်ရောက်လာနိုင်ခဲ့ပါတယ်မင်းသားလေးရဲ့ရင်းနှီးစရာတိတ်ကိုကြားရပြီးစိတ်မကောင်းဖြစ်မိတဲ့လီဆာလက်ဆက်ကကြွက်ပြရင်မကိုနှိမ်နှင်းဖို့မင်းသားကိုကူညီမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါကိုတုံ့ပြန်တဲ့အနေနဲ့မင်းသားလေးကလည်းမိုးမလင့်ခင်မှာလီဆာခန်းထဲကိုတိတ်တဆိတ်ပြန်ဝင်ပြီးလီဆာကိုတင်းငယ်သွားစေတဲ့ကျင်းစာကိုဖျက်ဆီးပေးမယ်လို့ကတိပေးခဲ့ပါတယ်ရဲတိုက်တကားဝနာကိုရောက်တဲ့အခါမှာတော့သူတို့ထင်ထားတာထက်လုံခြုံရေးကပိုပြီးတင်းကျပ်နေတာကိုတွေ့လိုက်ရပါတယ်တော်သေးတာကမင်းသားလေးဟာလှုပ်ဝက်ဥမင်းလိုင်ကောင်းတစ်ခုကိုမှတ်မိနေလို့ပါဒါပေမဲ့အဲ့ဒီလိုင်ကောင်းထဲမှာတော့တကယ်ကိုထိတ်လန့်စရာကောင်းလာပါတယ်ရုတ်တရက်ကြောက်ရွံ့တစ်ခုတည်းကနေခေါင်းတစ်လုံးပြူထွက်လာပြီးရင်းနောက်မှာတော့သူတို့ရှိမှခွေးလေးတစ်ကောင်ပေါ်လာပါတယ်အစပိုင်းမှာတော့အားလုံးကခွေးလေးကိုချစ်စရာကောင်းတယ်လို့ထင်ခဲ့ကြပေမဲ့ခဏအကြာမှာတော့ဘယ်သူမှမပြောနိုင်ကြတော့ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီခွေးလေးဟာတကယ်တော့တရေတစီတစ်ကောင်ဖြစ်နေလို့ပါပဲသူတို့ဘာလို့ရမှန်းမသိခင်မှာတင်ဝိညာဉ်တရေတအုပ်ကြီးကသူတို့ကိုပတ်လဲဝိုင်းထားလိုက်ပါပြီးထုတဲ့ကြီးမှပြီးဒေါသထွက်နေတဲ့တရေကြီးတစ်ကောင်ကဒုတ်ကြီးတစ်ချောင်းကိုလွှဲပြီးသူတို့စီကိုလှမ်းထုလိုက်တဲ့အခါမှာတော့တကယ်ကိုရုပ်ရုပ်တဲတဲဖြစ်သွားပါတော့တယ်ဒီတရေတအုပ်ကြီးရဲ့ကမောက်ကမလုံးမှုကြောင့်သူတို့တွေတော်တော်လေးဒုက္ခရောက်သွားကြပါတယ်မင်းသားလေးဟာလီဆာကိုဆွဲပြီးအဲ့ဒီအဝိုင်းပြက်ထဲကနေမနေရုံထွက်ခဲ့ရပေမဲ့ထွက်ပေါက်ကအဲ့ဒီတရေကြီးရဲ့အနောက်တက်မှာရှိနေတာပါတခြားရွေးချယ်စရာမရှိတော့တာမို့သူတို့တွေအသက်ကိုစုံစိမ့်ဆုံးဖို့ဆုံးဖြတ်လိုက်ကြပါတယ်မင်းသားလေးဟာလီဆာကိုဆွဲပြီးအဲ့ဒီတရေကြီးစီကိုတက်မက်ပြေးဝင်သွားပါတယ်ရိုက်မိတော့မဲ့ဆဲမှာပဲမင်းသားလေးကမြေပြင်ပေါ်ရှော့တိုက်ပြီးတရေကြီးရဲ့အဆောင်လျှောက်ကြားထဲကနေအပိုင်ပဲဖျက်ကျော်သွားနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလှန်တစ်ချောင်းကသူတို့စီကိုအရှိန်နဲ့ပြန်တန်းလာပြီး George မင်းနာမည်က George မဟုတ်လားငါမြေးလေး George လေးလို့အတန်ကြားလိုက်ရပါတယ်တကယ်တော့ဒီတရေတွေဟာမိသားစုတစ်ခုဖြစ်နေကြတာပါကံကောင်းတာကတရေကြီးရဲ့တိုက်ခိုက်မှုဟာဘာထိခိုက်တန်ရာမှမရစေခဲ့ပါဘူးသူမရဲ့မြေးလေးကိုမြင်လိုက်ရတာကတရေဖွားအိုအတွက်အတိုင်းမသိဝမ်းသာစရာဖြစ်သွားပါတယ်မင်းသားလေးရဲ့ဒုက္ခတွေကိုကြားရတဲ့အခါမှာတော့တရေဖွားအိုကကြွက်မိတ်ဆာမကိုဘလို့နှိမ်နေရမလဲဆိုတာချက်ချင်းသိသွားပါတယ်အဲ့ဒါကတော့မှော်ပလွေတစ်ချောင်းနဲ့နှိမ်နေရမှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပလွေကိုလက်ရှိဘရင်ကြီးတစ်ပါးတည်းသာတည်တဲ့လှုပ်ဝက်နေရတစ်ခုမှာကွက်ထားတာပါဒါကြောင့်သူတို့အဖွဲ့ဟာဘရင်ကြီးစီကိုတိတ်တဆိတ်တွားရောက်တွေ့ဆုံဖို့စွန့်စားပြီးနန်းတော်ထဲခိုးဝင်ခဲ့ကြပါတယ်မိဖို့ကြောင့်ထဲမှာတော့မင်းသားလေးရဲ့ငယ်တငယ်ချင်းနဲ့မမျှော်လင့်မဲဆုံးမိကြပါတယ်မာဂရက်ရဲ့အကူအညီနဲ့အားလုံးဟာအဝတ်လဲခန်းတွေကအဝတ်စားချို့ကိုယူပြီးရုပ်ဖြတ်လိုက်ကြပါတယ်ဒါပေမဲ့နန်းတော်တွေကလူသားတွေဟာကြွက်တွေရဲ့ကျွန်းတွေဖြစ်နေရတာကိုမြင်လိုက်ရတဲ့အခါမှာတော့တကယ်ကိုစိတ်နှလုံးထိခိုက်စရာကောင်းလာပါတယ်ကံကောင်းထောက်မှစွာပဲသူတို့တွေဟာဖမ်းဆီးမခံရအောင်ရှောင်ရှားနိုင်ခဲ့ပြီးကျွတ်မိတ်ဆာတအုပ်ကိုဖျက်ကျော်ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာဘရင်အိုကြီးရှိတဲ့နေရာကိုရှာတွေ့သွားပါတော့တယ်စိတ်မကောင်းစရာကတော့ဘရင်ကြီးဟာကျိန်စာတန်ကြောင့်နှစ်ချိုက်စွာအိပ်ပျော်နေသေးပါပဲကံကောင်းကျင်တော့မင်းသားလေးကသူ့ကိုလှမ်းခေါ်လိုက်တဲ့အခါမှာဘရင်အိုကြီးဟာလှုပ်ရှားသက်ဝင်လာတဲ့လက္ခဏာတွေပြသလာပါတယ်သူကရုတ်တရက်လက်ကိုမြောက်ပြီးသူ့လက်ဆွဲကဆွဲသီးကိုဆွဲဖြုတ်လိုက်ပါတယ်တကယ်တော့အဲ့ဒီဆွဲသီးဟာတော့တစ်ချောင်းဖြစ်နေတာပါသူကတော့ကိုလှည့်လိုက်တဲ့အခါမှာနေရအနောက်ကလှုပ်ဝက်အလုံးပိတ်ပြီးရိုလေးတစ်ခုပေါ်လာပါတယ်အဲ့ဒီထဲမှာထူးဆန်းတဲ့စက်ကူညက်ရုပ်လေးတစ်ခုရှိနေပါတယ်မင်းသားလေးကလှမ်းယူမှာပဲအဲ့ဒီစက်ကူရုပ်လေးကရုတ်တရက်ပြန်တန်းသွားပြီးသူ့မျက်လုံးတွေလင်းထိန်လာကစကားတွေတကယ်စပြောပါတော့တယ်အဲ့ဒီစက်ကူလူသားလေးရဲ့လမ်းညွှန်မှုကြောင့်ပဲမော်ပလွေဟာဟိုဘက်ချမ်းမှာရှိတဲ့မျော်စင်ဟောင်းကြီးထဲမှာဝက်ထားမှန်းသူတို့နောက်ဆုံးမှသိရှိသွားကြပါတယ်မင်းသားလေးကကျိုးတစ်ချောင်းကိုလွှဲပစ်ပြီးအစွန်းနှစ်ဖက်ကိုမြဲအောင်ချီလိုက်ကယာယီကျိုးတရားတစ်ခုလှုပ်လိုက်ပါတယ်ပြီးတော့သူကတတိထားပြီးတစ်ဖက်ကန်းကိုဖျက်ကူးသွားပါတယ်ကံကောင်းထောက်မှစွာနဲ့ပဲသူဟာဘာအန္တရာယ်မှမရှိပဲဘေးကင်းကင်းနဲ့ကူးသွားနိုင်ခဲ့ပါတယ်မင်းသားလေးရဲ့အကူအညီကြောင့်လီဆာကလည်းမျော်စင်ထိတ်ကိုအောင်မြင်စွာရောက်ရှိသွားပါတယ်စက်ကူလူသားလေးရဲ့လမ်းပြမှုနဲ့အတူသူတို့နှစ်ယောက်ဟာမျော်စင်ရဲ့ဝင်ပေါက်ကိုမြန်မြန်ဆန်ဆန်ပဲရှာတွေ့ခဲ့ကြပါတယ်သူတို့နှစ်ယောက်ဟာလှေကားကနေတဆင့်နှက်ဆိုင်တဲ့ရေတွင်းကြီးတွေကိုဆင်းသွားကြပေမဲ့လမ်းတစ်ဝက်မှာတင်လှေကားတွေကအကုန်ပြိုကျပျက်စီးသွားပါတယ်သူတို့အောက်မှာတော့အဆုံးမရှိတဲ့နှက်ဆိုင်တဲ့6နှစ်ကြီးပဲရှိပါတော့တယ်စက်ကူလူသားလေးတောင်မှဘာလို့ရမှန်းမသိပဲအကြမ်းအိုက်သွားခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့တိုင်းပြည်ကိုကယ်တင်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့မင်းသားလေးကတော့လီဆာရဲ့တားမြစ်တတိပေးချက်တွေကိုအရေးမဆိုင်ပဲအဲ့ဒီဟင်းလင်းပြင်6ကြီးတဲ့ကိုတက်မတ်ခုန်ချလိုက်ပါတော့တယ်အံ့ဩစရာကောင်းတာကတော့မင်းသားလေးရဲ့ခြေဝါးအောက်တက်မှာလှေကားထစ်အစ်စ်တွေဟာမော်အတက်လိုပဲရုတ်တရက်ပေါ်လာတယ်